ဒီနေ့ကတော့တောင်းကလာထဲမှာဒီလိုမျိုး Thai style ပင်လယ်စာဟင်းပွဲတွေနဲ့အထောင်မျိုး30ကျော်ကိုဈေးတက်တက်လေးနဲ့စားလို့ရပြီးတော့ဟင်း3မျိုးပါတဲ့ set menu ကိုမှ19500တဲ့နဲ့စားလို့ရတဲ့ budget ဆိုင်လေးကိုခေါ်သွားပေးမှာပဲဖြစ်ပါတယ်ဒီဆိုင်လေးကကြတော့တောင်းကလာတက်ဆာလမ်းမပေါ်မှာရှိတဲ့အထောင်တပွဲတွေကို4000ကျပ်ကနေပြီးစားလို့ရတယ်ဆိုပြီးတော့နာမည်ကြီးတဲ့ CN Salad ဆိုတဲ့ Thai ဆိုင်လေးပါဒီဆိုင်လေးကကြတော့လေထိုင်းရ street food ဆိုင်တွေမှာစားနေကြအထောင်းဆိုင်တွေလိုမျိုးပဲပေါ့နော်သူစီမှာအထောင်းနဲ့ပတ်သက်တာအမျိုး30ကျော်လောက်တောင်ရတယ်အကင်စားမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးရွေးစရာအသားလွှာတွေအသားချောင်းတွေဆိုလို့ရှိရင်လည်းအစုံပဲအထောင်းနေရကြတော့တပွဲ4500ကစားတဲ့တင်မော်ဒီတောင်းမမာတောင်းပင်လယ်စာထောင်းတွေကိုမှာပွားလို့ရှိရင်လည်းကိုစိတ်ကြိုက်တော်ပင်အမျိုး30တဲ့ကနေပြီးတော့ထက်စားလို့လည်းရဆိုင်ရတော့ဒီဆိုင်မှာနာမည်ကြီးတဲ့ CN ပင်လယ်စာအထောင်းပန်းကြီးနဲ့တင်မော်ဒီတောင်းကို9ကျော်လေးနဲ့မှာခဲ့လိုက်တယ်ပေါ့နော်ဒီစီယန်ပင်လယ်စာအထောင်ပန်းကြီးထဲမှာဆိုလို့ရှိရင်ပစွန်3ကောင်ရဲ့ခနန်း2ကောင်ရေပွဲပြီးတော့ဂုံဝက်ခေါက်ဘဲဥနဲ့အထောင်3မျိုးပါတယ်ပေါ့နော်ဒီထဲမှာပါတဲ့အထောင်အကြားတော့လည်းကိုစိတ်ကြအထောင်3မျိုးနဲ့ရွေးပြီးတော့စားလို့ရတယ်ပေါ့နော်ဆိုင်ရတော့ဒီမုတ်ဖက်ထောင်းလေးနဲ့ပဲစားခဲ့လိုက်တယ်သူ့ရဲ့ရတာလေးကကြတော့လေချင်းချင်းဆက်ဆက်လေးကိုမှအဆက်ဟက်မိပြီးတော့ပင်လယ်စာတွေအစုံနဲ့တော်တော်လေးကိုစားလို့ကောင်းတယ်ဒီမုတ်ဖက်တောင်ချင်းချင်းဆက်ဆက်လေးကိုစားပွားလို့ရှိရင်လေရေပွဲအကောင်လိုက်ကြီးကိုကိုက်လိုက်ပြီးွားလို့ရှိရင်ဒီဝက်ခောက်ကြော်လေးကိုစားလိုက်နဲ့တော်တော်လေးကိုရတာရှိရဒီစီယန်ပင်လယ်စာအထောင်းပိုင်းဆိုလို့ရှိရင်လေဒီလိုမျိုးတပန်းလုံးမှာ2400ပဲရှိရဈေးကလည်းတော်တော်လေးတက်တာလို့လေနှစ်ခါပြန်ပြီးတော့စားရတယ်ဒီမုတ်ဖက်ထောင်းလေးဒီလိုမျိုးဆက်လက်ရလေးနဲ့ထည့်ပြီးတော့ဝက်ခောက်ကြော်လေးနဲ့တွဲစားလို့ရှိရင်လည်းတော်တော်လေးစားလို့ကောင်းတယ်ဒီပင်လယ်စာအထောင်းပန်းထဲမှာပါတယ် seafood တွေဆိုလို့ရှိရင်လည်းလက်တယ်လို့ပြောရမယ်သူ့ရဲ့ပစွန်ဆိုလို့ရှိရင်လည်းအကောင်ကြီးကြီးကိုမှထုတ်ကလေးနဲ့စားလို့ကောင်းတယ်ခနန်းဆိုလို့ရှိရင်လေသူ့ရဲ့အသားချိုလေးနဲ့ရေပွဲအစားလေးမှဆက်ဆက်ကြီးဖြစ်မနေဘူးဒါကတော့တင်မော်ဒီတာကို9ကြော်တော်ပင်လေးနဲ့တွဲယူထားတာပေါ့နော်သူ့9ကြော်လေးရလဲလေအပြင်သားကျွတ်ကလေးကြော်ထားပြီးတော့အတွင်းအသားလေးကကြတော့လေအီလေးနဲ့စားလို့တော်တော်ကောင်းတယ်ဒီလိုမျိုးတင်မော်ဒီတာမှာပြီးတော့9ကြော်တော်ပင်လေးနဲ့ထည့်လိုက်တာကြတော့လေဈေးလဲပိုတက်တာပြီးတော့ဒီလိုတပွဲနဲ့ဟင်းနှမျိုးစားတယ်လို့မျိုးလည်းဖြစ်တယ်ပြီးတော့သူ့ရဲ့ portion တွေကလည်းများဆိုတော့ထမင်းနဲ့စားမယ်ဆိုလို့ရှိရင်ဒီလိုမျိုးတပွဲကို2ယောက်လောက်တော့ share စားလို့ရတယ်ဒါလေးကကြတော့အဆက်ပြေအေးတဲ့က chocolate bubble လေးမှာထားတာပေါ့နော်သူ့ရဲ့အေးဆိုလို့ရှိရင်လည်းဒီလိုတစ်ခွက်ကိုမှ4500 5000လောက်ပဲရှိတယ်ပြီးတော့ဒီဆိုင်မှာလေးတန်တာထက်ကိုပိုတန်တာကိုပြပါဆိုလို့ရှိရင်တော့ဒီလိုမျိုးဟင်း3ပွဲပါတယ်19500ကျပ်တန် copper set menu တွေပဲဒီ19500တဲ့ဆက်ထဲမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ဟင်းတစ်ပွဲရဲ့အရွက်သားမဟုတ်လို့ရှိရင်အထောင်းတစ်ပွဲနဲ့ဟင်းရည်တစ်ပွဲကြိုက်တာရွေးလို့ရတယ်ပေါ့နော်ဒီ copper set ကကြတော့လေတယောက်ကိုထမင်းတစ်ပွဲစီမှာပေါ်လို့ရှိရင်2ယောက်လောက်ကတော့ကောင်းကောင်းစားလို့ရတယ်တယောက်ကိုမှ1000လောက်နဲ့ဟင်း3မျိုးစားရတာဆိုတော့တော်တော်လေးလက်တန်တယ်ပြီးတော့လေအုံစိမ့်ရည်နဲ့အုံတိပတ်လေးပါတယ်ဒီအုံတိဖြော်ရည်ဆိုလို့ရှိရင်လည်းမမွေးလေးနဲ့တောက်လို့ကောင်းတယ်ဒါလေးကကြတော့ကင်းမောင်စာသွတ်ပေါင်းမို့နော်သူ့စီကပင်လယ်စာရည်ဆိုလို့ရှိရင်လည်းလေတော်တော်လေးကိုတက်တာပုံမှန်ပွဲတွေဆိုလို့ရှိရင်1000ဝန်းကျင်နဲ့ပွဲကြီးဆိုလို့ရှိရင်16000ပဲရှိရတိုင်းရ street food ဆိုင်ဒီမှာစားတဲ့အချို့ပွဲလေးဆိုလို့ရှိရင်လည်းဒီဆိုင်မှာရရပါတော့ဒါလေးကကြတော့အုံတိပတ်နုနုလေးနဲ့ဂျယ်လီလေးပါတဲ့ပဒမြားတာကူပါဒီအချို့ပွဲဆိုလို့ရှိရင်လည်းတပွဲမှ4500လောက်ပဲရှိရပြီးတော့ January တလလုံးမှလာစားလို့တသိန်းမိုးပြလို့ရှိရင်လည်းဒီလိုမျိုးမမကတ်လေးလည်းရသေးတယ်မမကတ်နဲ့ဆိုလို့ရှိရင်သူကဘယ်ချိန်မှလာဆဆ 10% discount ပေးရဆိုတော့လုံးဝ10ပြီးရင်တန်မယ်နော်သူကအရေးအတွက်ကန့်တဲ့နဲ့ရှိရဆိုတော့မကုန်ခင်မြန်မြန်လေးတော့တောက်ယူလိုက်ကြတော့နော်ကဲဒါဆိုရင်တော့ sign up vlog ဒီမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ